皆さんこんにちは。ဒီတစ်ခါကတော့ entry level လေ့လာနေတဲ့သူလေးတွေရောတတ်တဲ့ခန်းကြီး၈လုံးကိုတခြားလေးခွဲပြီးတော့မှပြပြပေးထားပါတယ်။အများရောတတ်တာမို့လို့တခြားလေးလိုက်ကြည့်ပေးအောင်နော်။အများဆုံးမှားကြတဲ့ပထမဆုံးနှစ်ခုကတော့တုတ်ခုနဲ့မတ်စုပါဒီတုတ်ခုရောမတ်စုရောကခန်းကြီးနှလုံးကိုပူးပြီးမှရေးရတဲ့ခန်းကြီးတွေဖြစ်ပြီးတော့မှအနောက်ကစာလုံးနှစ်ခုကအတူတူပဲပေါ့နော်တုတ်ခုရောမတ်စုရောအရှိရခန်းကြီးလေးတွေကမတူတာပေါ့နော်အဲ့နှစ်ခုကွာခြားပုံလေးကိုတခြားလေးကြည့်ပြီးမှမှတ်ထားတင်ပါတယ်တုတ်ခုဆိုတာကတော့တုတ်ခုပဲစုလို့ဘာလို့မှသုံးတယ်ထူးထူးခြားခြားဖြစ်တယ်ဆိုတာမှသုံးပြီးတော့မှမတ်စုကတော့စောင့်တိုင်းနဲ့စောင့်ရတယ်ဆိုတဲ့နေရာတွေမှာသုံးတယ်ပေါ့နော်အဲ့ဒီပုံမှာဆိုလို့ရှိရင်この料理は特別な味ですဒီဟင်းကထူးခြားတဲ့အရာသာရှိပါတယ်တဲ့တုတ်ခုကိုသုံးပြီးရေးတယ်အောက်ကရေပုံက駅の前で友達を待っていますဘူရာရဲ့အရှိမတငယ်ချင်းကိုမတ်တေးမှာစောင့်နေပါတယ်ဒီမှာမတ်စုလေးကိုသုံးပြီးရေးထားပါတယ်ဘူရာရှိမတငယ်ချင်းကိုစောင့်နေပါတယ်はいဒုတိယမြောက်ရောတတ်တာကယိုကိုနဲ့ဟာရှိပေါ့နော်ယိုကိုနဲ့ဟာရှိကတခြားလေးဆက်လုပ်ထားတဲ့သူဆိုရင်တော့တိတ်မရောနိုင်အောင်ပေါ့နော်ပုံမှန်ဒီတိုင်းလေးပဲပေါ့ပါလေးလုပ်ထားတဲ့လူဆိုရင်နောက်ကခန်းကြီးလေးနှစ်ခုကတူအရှိရခန်းကြီးလေးနှစ်ခုကလုံးဝတူတဲ့အတွက်ကြောင့်မို့လို့မှားနိုင်တယ်ပေါ့နော်အဲ့ဒီတော့တခြားကြီးယိုကိုဆိုတာကဘေးတိုက်ဘေးနားကိုပြောပြီးတော့မှဟာရှိဆိုတာတရားကိုပြောတာပါအဲ့တော့သူတို့ရဲ့ရေပုံကမီချီနိုယိုကိုနီခူရူမာကိုထုံမဲမစတာမီချီကားလန်းရဲ့ယိုကိုဘေးကရမှာဘီနာမှာကားကိုရက်ခဲ့တယ်ဆိုပြီးမှယိုကိုခန်းကြီးကိုတုံးပြီးရေးပြထားတယ်နောက်ထပ်ဒီပုံကကြတော့နာဂိုင်းဟာရှိကိုဝါတာဒီမတ်နာဂိုင်းရဲ့ရှေ့လျားတဲ့ဟာရှိဒီမှာတရားကိုတုံးမိထားတယ်ပေါ့နော်ရှေ့လျားတဲ့တရားကြီးကိုဖြတ်ပါတယ်ဆိုပြီးမှဟာရှိကိုတုံးပြီးတော့ရေးပြပေးထားတယ်နော်နောက်တစ်ခုရောနိုင်တာကခဲဝါရှိဆိုတဲ့ခန်းကြီးလေးရဲ့ can ဆိုတဲ့ခန်းကြီးလေးရဲ့ပေါ့နော်ဒီနှစ်ခုကဖက်ခနဲ့ကြည့်လိုက်ရင်နှစ်ခုလုံးဝတပုံစံနဲ့လို့ပဲဒါပေမဲ့မတူတာလေးကအရှိရခန်းကြီးအသေးလေးတွေနှစ်ခုမတူပါဘူးเนาะဆိုတော့ခဲဝါရှိဆိုတာကမတ်ဆောက်တယ်အန်ဒီများတာကိုပြောပြီးတော့မှ can ဆိုတာကရှောက်ဖွေတယ်စစ်ဆေးတယ်လို့ပြောတဲ့နေရာမှာသုံးပါတယ်အဲ့တော့ဒီပုံလေးကိုကြည့်မယ်ဆိုရင်山の上は危険です山の上は危険です山တောင်ရဲ့အပေါ်ကအန်ဒီရများပါတယ်ဆိုပြီးမှခဲဝါရှိကိုသုံးပြီး can ဆိုတာလေးနဲ့ရေးထားတယ်ပေါ့နော်အောက်ကဒီကြောင်က病院で体の中を検査しましたဆေးရုံမှာဒီခန္ဓာကိုယ်အတွင်းကိုစစ်ဆေးခဲ့ပါတယ်ဆိုပြီးတော့မှ cancer ဆိုတဲ့နေရာမှာသုံးထားတဲ့ can လေးပေါ့နော်အဲ့တော့အပေါ် can နဲ့အောက်က can နဲ့ကအရှိရခန်းကြီးတေးသေးတွေမတူဘူးဆိုလိုရင်းနဲ့မတူလို့သူတို့သုံးတဲ့ခန်းကြီးလေးတွေမတူဘူးဆိုတော့တစ်ချက်ကြည့်ထားပဲနော်နောက်မှာနိုင်တဲ့အရာကနေကားဦးဆိုတဲ့ခန်းကြီးလေးရဲ့ခါဦးဆိုတာလေးရဲ့နှစ်ခုကမှားနိုင်ပါတယ်နေကားဦးဆိုတာကတော့ဆုတောင်းတာအကူအညီတောင်းတာတွေမှာသုံးပြီးတော့မှခါဦးဆိုတာကမျက်နှာကိုပြောတာပါနော်အဲ့တော့အနောက်ကခန်းကြီးလေးနှစ်ခုကတူတယ်ဒီခန်းကြီးနှလုံးကအနောက်ကခန်းကြီးလေးတွေတူပြီးရှေ့ကခန်းကြီးနှစ်ခုကဆင်တင်လေးဖြစ်နေတာပေါ့နော်ဆုတောင်းတာနဲ့မျက်နှာနှစ်ခုပေါ့နော်အဲ့တော့ဒီပုံလေးကိုကြည့်မယ်ဆိုရင်အိုနေဂိုင်းကအဒီမတ်အကူအညီတောင်းစရာလေးတစ်ခုရှိပါတယ်ဆိုပြီးနေဂိုင်းကိုသုံးပြီးရေးပြထားတယ်နောက်ထပ်ဒီပုံကအဆောက်အုံဟီတဲခါကိုအရိုင်မတ်မနက်ထပြီးတော့မမျက်နှာကိုတက်တယ်ဆိုပြီးခါကိုသုံးပြီးတော့မှရေးပြထားပါတယ်ဟုတ်ပြီအခုဆိုလို့ရှိရင် N3 မှာရောတက်တဲ့ခန်းကြီး၈လုံးကိုအထိပ္ပယ်လေးတွေနဲ့ပြည့်စုံသိရပြီဆိုတော့နောက်တဲ့ဗီဒီယိုလေးတွေမှာထပ်ပြီးတွေ့ကြမယ်နော်ဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်